Aura Gaming ရဲ့အဲ့လို Fanny ဘာတွေအကုန်လုံးဖွင့်ဆော့စီတွေနဲ့တည်ရမှာဒါပေမဲ့လက်ရှိအချိန်ကြီးထိက Fanny ဘာတွေကဆော့နေထားခြင်းမရှိဘူးအခုလောတယ်လေကျွန်တော်မြေပုံရွေးချယ်မှုကလည်းတိမ်လာ short စီလေးပြနော် Flying Cloud တစ်ဖက်က TLPH ကတော့ကျွန်တော် OHAP Hero လေးတော့ကြည့်ရမယ်။ Harry တွေဘာဆော်မလားတော့မပြောတတ်ဘူး။ Granger Meta အချိန်ကြီးတော့ OHAP ရဲ့ Granger တော်တော် strong တဲ့အခြေအနေဆိုတော့အခြေအနေရှိတယ်ဗျာ။ဟိုတောက်လျှောက် gear တွေရတယ် Skypier step နဲ့ Calculus step တွေမှာအားသာခဲ့တဲ့အရာတွေတစ်ခုပေါ့။ Drop pick ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ Bandit တွေမှာငကားတော့မပေးသွားဘူးဗျာနော်။ Sanford ငကားမပေးဘူး။ကျွန်တော် Sanford ငကားတို့ပြီးသွားရင် Sanji Fasa တို့နော်ဒီဟာတွေက hero နဲ့ player နဲ့တွဲမြင်လောက်တဲ့အထိကိုကြမ်းတမ်းတဲ့သူတို့ရဲ့လက်စွမ်းတွေကိုပိုင်ဆိုင်ထားတယ်။ Hera လည်း Bandit တွေမှာထည့်ထားပြီးတော့ဒီ Kalia တစ်ဖက်ကလည်း Chushin Bandit တွေကိုထည့်ထားတယ်ဗျာ။ New Shaw တော့ Aura Gaming PH အနေနဲ့ Sanford ကိုလုံးဝမပေးချင်ဘူးဆိုတဲ့အနေအထားမျိုးလေးလည်းတွေ့ရတယ်။အဲ့ဒါမျိုးမှာကျွန်တော်နောက်ထပ်တော့ဒီ Cartesi ရဲ့ Lancelot လည်း Respect Band အနေနဲ့ပေးရတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာ။အဓိကတော့ဒီ signature hero တွေကိုပဲ Aura Gaming PH ကဒီနေ့ပွဲစဉ်မှာတဲဘန်းထားတယ်ဆိုတော့ဒါ draft strategy တစ်ခုကိုတော့ကျွန်တော်တို့စတင်ပြီးတော့တွေ့ရတယ်ပေါ့နော်။ Best of 1ဖြစ်တယ်အမှားမခံဘူးရှုံးရှုံးနဲ့အရင်ကြီးတော့ပြဿနာမရှိသေးဘူးဆိုပေမဲ့နိုင်ဝါရင်တော့နောက်တစ်ပွဲနိုင်မယ်ပြီးရင် Best of 3နိုင်ရင်တော့နောက် stage ကနေတခါတည်း playoff stage ကနေတခါတည်းပဲထိုင်ဆောက်အောင်မယ်ဆိုတဲ့အချက်တစ်ခုကအတင်းကြီးတွေသူတို့ရဲ့ပွဲလမ်းကြောင်းကိုပို့ပြီးတော့တိုးစီခြင်းနဲ့ဆိုတော့เนาะအရင်မဖြတ်တန်းခြင်းတဲ့အသင်းတွေ draft တွေအရင်ချမပြခြင်းတဲ့အသင်းတွေအတွက်ကတော့ဒီလမ်းကြောင်းဒါ 100% win rate ဆိုတဲ့အရာကပို့ပြီးတော့တော်ရှိစေတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့ပြောရလိမ့်မယ်ကာလီယာဇူရှင်းတဲ့နောက်မှာချန်ရှိနေခဲ့တဲ့ဘာဖြစ်မလဲပုံမှန် typical ban လေးမှာရောက်နေကြဆိုလို့ရှိရင်တော့ကျွန်တော်တို့ Garrot တွေပါပဲစပြီးတော့ ban ထုတ်ထားခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ကြောင့်တော့ E flavor လေး UA အနေနဲ့စပြီးတော့ထွက်လာမလား Sora လည်းလွတ်နေသေးတယ်နော် Sora လည်းလွတ်နေသေးတယ်ဒါပေမဲ့အဲ့လို Sora ယူသွားမယ် first bit ဆိုရင်လည်းတစ်ဖက် Valentina ကြီးထွက်လာမှာတည်ရမလားယူမယ်ဆိုလို့ရှိရင်နှကောင်ပြည့်ရမယ့်အခြေအနေလောက်မှယူတာပိုကောင်းတယ်အဲ့တော့ first pick ကတော့ရွေးချယ်လို့ရတဲ့ဘိုင်းတွေမှာ pick off တွေအတွက်ဒီချောင်း Fasa လိုမျိုးထုတ်လို့ရမယ့်ຢာတွေရှိတယ်ဒါပေမဲ့ကျွန်တော်ဒီ Jungler ဘိုင်းရွေးချယ်မှုဆိုလို့ရှိရင်လည်း Essential တွေပါကျန်နေသေးတယ်ဒါပေမဲ့ if ကိုပဲရအောင်ပြောဒါကတော့ challenge match နှကောင်ကျွန်တော်မြင်တွေ့ရနိုင်တယ် Fasa ထွက်လာနိုင်တယ်ကျွန်တော်တို့အဲ့ဒါလေးကတော့ကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်မဲ့အရာမျိုးဖြစ်သွားတယ်ပေါ့နော် Sora ကတော့ TBH ကသုံးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့သုံးလို့ကောင်းသွားတဲ့အနေအထားမျိုးလေးတော့ဖြစ်လာပြီ။နောက် Valentina နဲ့လိုက်ပြီးတော့တူပကျင်တပဆိုလို့ရှိရင်တော့ကျွန်တော်တို့က SB lane မှာဒီ Valentina ပြန်ထုတ်ရမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားနိုင်တယ်။ဒါပေမဲ့လည်း OHAP ရဲ့ cloud ကိုတော့သူတို့ save တဲ့အနေနဲ့စပြီးတော့ဒါ first pick second pick မှာပေးတယ်ဆိုတဲ့အခြေအနေပြနော် OHAP ကတော့ cloud အပိုင်သွားတယ်။အကယ်၍ Doberman က Harry ဘာညာထွက်လာမယ်ဆိုလို့ရှိရင်လက်ရှိ adjustment အရတော့ Legend နဲ့ပိုင်းခြားတွေမှာ cloud ကပို့ပြီးတော့နည်းနည်းလေး strong ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးလေးကျွန်တော်တို့လက်ရှိ patch မှာတော့ပေးနေတယ်တကယ်လဲ damage ကဒီ20 time နဲ့ပြီးမှဒီ cloud ရဲ့ step ဘာညာစူပြီးပြတဲ့ damage ကအတော်လေးတော့များတယ်ဘယ်ရမှာထွက်ပါ Sanford ကိုလပူဘာညာစပြီးတော့ပေးရမယ်ဆိုလို့ရှိရင်လည်းပေးလို့တော့ရတယ်ဒါပေမဲ့ JP ရဲ့ high loss နဲ့ပဲစသွားတယ်ဗျာဒါဆိုရင်တော့ဂျန်ကနဲ့မင်းတော့ကျွန်တော်တို့ကအများကြီး expand လုပ်လို့ရတယ်ဆိုတဲ့အနေအထားမျိုးတော့ဖြစ်သွားပြီဟိုပူပလင်းလေးပြောရဲ TFPH တော့ကနည်းနည်းခံမှန်းရခက်တယ်ဘာနဲ့ပြန်ပြီးတော့တွဲကြမလဲလို့ကြိုက်တာနဲ့တွဲလို့ရတဲ့ပုံစံတစ်ခုကျွန်တော်ဖော်ဆောင်ထားရတယ်ပေါ့နော်ဟိုအရင်တော့ကကျွန်တော် update patch အပြောင်းလဲနေမှာဆိုလို့ရှိရင်ကျွန်တော်ဒါတွေ့မြင်ရတဲ့အရာတွေ meta hero တွေကုန်တော့အပိုင်ရွေးချယ်ကြတယ်အခုကသူတို့အနေနဲ့ tireless ပြင်မာတဲ့အရာတွေဆိုတာတက်ကိုမိုတွဲလို့ရမယ်တကောင်လေးတော့အရာတွေပို့ပြီးတော့ကျွန်တော်တဲရွေးချယ်တာမျိုးတွေရှိတယ်ပေါ့နော်အခုလဲ Fedrin နဲ့ကျွန်တော်ဒီ Eve တွေပါကျွန်တော်ပြန်သွားထားတယ်အဲ့ဒါဟိုမှာ Curry နဲ့ဗျအဲ့တော့လက်ရှိအနေထားရတော့ high loss တွေပါရ career အနေနဲ့ကျွန်တော်ပြန်နေပြီးတော့ပြခွဲထားလို့ရတဲ့အခြေအနေလေးရှိတယ်ပေါ့နော်23ကြောင့်တိုင်ပေမဲ့ထုံးတဲ့တိုင်းပဲ career နဲ့ cloud နဲ့ lane နဲ့ matchup တွေမှာတော့ကျွန်တော်ဒီနေ့ပွဲစဉ်တွေအများဆုံးမြင်တွေ့ရတယ်ဒီပွဲစဉ်တွေက Moscow တို့ Harry တို့ဒီအရာတွေပဲတွေ့နေရပါတော့ second benefit တွေကတော့ပြန်နေပြီးတော့ရောက်တော့မယ်ပေါ့နော်လက်ရှိကတော့ကျွန်တော်ဒါ third picking phase တွေမှာကျွန်တော် TLPH နဲ့ mid တွေပါထုတ်လို့ရတယ် cloud နဲ့ဘာတွေပြန်သွားရမလဲ grow ကိုသူတို့ပိတ်ထားတဲ့အချိန်မှာနောက်ထပ် AOE နဲ့ combo လေးတွဲလို့ရမယ် essential ကိုတော့ Culting အတွက်အရင်ဆုံးရွေးချယ်ပေးထားလိုက်တယ်ဗျာဒီ session Kimi High Loss ဒီ front line သွားမယ်ဆိုလို့ရှိရင်လည်းသွားလို့ရတယ်လို့ဒါ SD ခဏ mention လုပ်နေတယ် Fasa လေးနဲ့လည်းကျွန်တော်တို့ပြန်ထောက်မယ်ဆိုရင်တော့ဒါ Zone Damage တွေရဲ့ကိုစီဒါ Sanji ရဲ့ flank နဲ့ light ဖတ်တယ်ဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့အများကြီးသွားပြီးတွေ့ရနိုင်တယ်ပေါ့နော် Plus draft တွေကအရင်များတယ် Junior Massman စပြီးတော့တွဲတဲ့အချိန်မှာ Triple Massman ထိလည်း TFPH ဘက်ကတော့ပြန်ပြီးတော့ဖြစ်လာနိုင်သေးတယ်ပေါ့နော်ဆိုတော့လပူတွေပါနည်းနည်းသုံးမှုဆန္ဒပါညာရှိမယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ဒါလပူလေးပါလည်းဘန်းမှုတော့ပြနေရဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျအဲ့တော့ SB lane မှာ Sanford ကိုသူတို့ဘာပေးကြမလဲဆိုတဲ့အရာတခုကလည်းနည်းနည်းတော့စိတ်ဝင်စားဖို့တော့ကောင်းလာတယ်သို့မဟုတ်career ပါညာပါလာခဲ့တဲ့ခိုက်တဲ့တခုမှာသူတို့ last breaking ပါညာပြန်သွားတယ်ဆိုတာမျိုးထက်လေ damage take ကိုပဲပို့ပြီးတော့ဦးစားပေးလိုက်မလားတော့ကြည့်ရမှာတဲ့ဂလူးတွေပါလေလွတ်နေသေးတာဟိုကျွန်တော်ဒီ battery skin လေးနဲ့ဗျာနော်ကျွန်တော်ချစ်ဖို့ကောင်းတဲ့ skin လေးနဲ့ skin ပဲချစ်ဖို့ကောင်းတာပါတကယ်တော့ game ထဲမှာ glue ကဟိုတော်တော်လေးတက်ရစိတ်နှောက်ရှက်ပေးနိုင်တယ်စနိုးစနောက်ဖြစ်စီရဲပေါ့ဗျာ
လက်ပူ bandlist တွေကိုထည့်လိုက်တာလေကျွန်တော် fast sci-fi ထွက်လာနိုင်တယ်လို့ standing image position တခုခုပေါ့ဗျာအဲ့ဒါထွက်လာနိုင်တယ်လက်ပူကအဲ့ image တွေကိုကောင်းဒုက္ခပေးနိုင်တဲ့အရာတခု aura ဘက်ကကျတော့ပြန်ပြီးတော့စဉ်းစားရမယ်အခု aura ဘက်ရောက်သွားပြီ bandlist တွေကိုပြန်သွားရတော့မယ်သူတို့ရွေးချယ်ရမယ်အပိုင်းတွေမှာ min ထွက်ပြီးသွားပြီကျွန်တော်ဒီ career တွေပိုင်းထွက်ပြီးသွားတဲ့အချိန်ဆိုတော့နောက်ထပ်Roma ပိုင်းပြန်ပြီးရွေးချယ်ရမယ် Eve နဲ့ရွေးရမယ်အပိုင်းတော့ရှိတာ Fedring ကတော့မပေးနိုင်မှသိကြတယ်အဲ့လို pick off တည်လို့ရတယ်သို့မဟုတ်အမားကောင်ပြန်တင်မယ်အမားကောင်ပြန်တင်မယ်ဆိုရင် Tiger လောက်ပဲကြံတော့မှာတကယ်တော့လေအဲ့လိုမျိုးချောင်းနေပါရဲ့ဒီပွဲအတွက်ပူကောင်းတယ်လို့ခံစားရတယ် Aura အတွက်ကကဲဆိုတော့ light နည်းနည်းလေးကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမယ်ဆိုတော့အနေထားမျိုးလေးတော့ဖြစ်လာတယ်နော် pick off ပိုင်းနေမှာလည်းသူ့အနေနဲ့အရင်ကြီးတော့မရှိတော့ဘူးဆိုတော့အားလုံးနဲ့လက်ပူတန်းဖြတ်ထားပြီးတော့ SB lane မှာတခုခုတော့ကြံနေရဆိုတဲ့အနေထားမျိုးတွေဆိုတော့ခံစားပြီ Uranus S မှာတော့ကြံသေးတယ်ဗျာဒါပေမဲ့ Career မှာပါလာခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့Uranus ကနည်းနည်းလေးတော့စဉ်းစားစရာကောင်းတဲ့အခြေအနေမျိုးလေးတော့ထင်တယ်နည်းနည်းဒီ Sanford ကိုသူတို့အပြောက်တကောင်တော့ပေးချင်နေသလားပေါ့နော်တန်တရားတစ်ခုတော့စပြီးတော့ရှိလာအဓိက Sanford ကိုအဝက်ရောဟုတ်ပြီဟို Hero Boot တော်တော်လေးကျင်းသွားတယ်ဆိုတဲ့အခြေအနေတစ်ခုကိုဆွဲခေါ်လိုက်တယ် Korea First Pick ရမယ့်အချိန်မှာသူတို့သွားကျင်တဲ့တကောင်ကိုစပြီးတော့ပေးလိုက်မယ်ဆိုတော့အဝက်အနေနဲ့နောက်ကတော်တော်ကြီးပြန်လိုက်ရတယ်ဆိုတဲ့အနေထားမျိုးလေးလည်းဖြစ်သွားနိုင်တယ်ပေါ့ငကားလည်းပိတ်ခင်ရတယ်ကျွန်တော်တို့ဒီလက်ပူကြီးလည်းမရှိဘူးကျွန်တော်အားလောက်ကြီးလည်းမရှိဘူးဟေတာလည်းမရှိနေဘူးဆိုတော့ခုနကတော့လို့အမားတိုက်ထဲအရာဆိုရင် Uranus တို့ကတော့ကြံမယ်ကျွန်တော်ပြီးတော့ရင်Sora လည်း bandlist တွေကိုထည့်ပလိုက်ပြီဗျရွေးချယ်စရာကြီးကတော့တော်တော်လေးတော့နေသွားတယ်ပေါ့နော်အဲ့တော့mid တွေပါသူတို့ပြန်ရွေးချယ်ခြင်းပြန်ရွေးချယ်ထားလို့ရနေသေးတယ် high loss နဲ့ပြန်သွားမယ်ပိုင်းနေပြီးတော့ကျွန်တော် Valentina လေးဒီပွဲကောင်းနေတယ်မှာပါတယ် Eve နဲ့အရာတွေပြန်ပြီးယူလို့ရတယ်သူအာယူသွားတယ်အဲ့တော့ cloud တွေ့ရောကျွန်တော် Caltv တွေ့ရော flanking လုံးမဲ့တစ်ပေါက်ကိုတော့သူတို့ပြန်သွားထားတယ်သိရမလား TLPH လို့မြင်လိုက်တာနဲ့ battle strategy ဆိုရလုံးဝအဲ့လိုသူတို့စီမှာပြင်းမြင်နေရဲ့အရာရှိတယ် diversion နဲ့ရင်ရပြန်စုတဲ့အပိုင်းတွေမှာအတော်လေးအားကောင်းတယ်ဆိုရယ် Melina မျိုးတော့ပြန်ထွက်လာခဲ့တယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ကျွန်တော်တို့တွေ့ရပြီဆိုတော့ Aura Gaming PHကြည့်ရမယ်အဓိကအဝတ်မှာလည်း hero ကအရင်ကြီးတော့မကြံတော့ဘူးပြောရမယ်ဆို outdraft လောက်ပဲကျွန်တော်တို့ကြံတဲ့အနေအထားမျိုးတော့ဖြစ်သွားတယ်ပေါ့နော်တောင်တန်ကတော့ဒီ Asma Uranus လိုမျိုး she absorb လုပ်မယ် regeneration လုပ်မယ်ဆိုတော့ hero တွေလောက်ပဲဒါ front line မှာတော့ကြံတယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်သွားတယ်ဗျလောအကန်ကတော့ခတ်ပါတယ်နော် SB lane မှာတော်တော်လေးလောအကန်ခတ်တယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ရှိတယ် CC ကတော့ SB lane ဖြစ်ဖို့တော့နည်းနည်းလေးစဉ်းစားစရာကောင်းတယ်ပေါ့နော်အရင်တော့ hand loss နဲ့ CC ကတော်တော်လေးတော့ front line ဘက်နေမှာသွားခဲ့တဲ့အခြေအနေပြဆိုတော့ Uranus ကိုတော့တခါလေးဖြတ်ပြီးတော့ Aura Gaming ယူတော့ယူထားလိုက် Uranus ကကောင်းတယ်ချောင်းယူရတယ်ချောင်း Eve တွဲလုံးတယ်ကျွန်တော်ထင်တော့ထိမိအဓိက Career ပါနေတဲ့အချိန်မှာ Career ပြစ်ခွင့်ရဖို့အတွက် space ကိုဖန်တီးပေးမှရမယ်pick off တွေလိုအပ်တယ်ပေါ့ဗျာ stand ပေးမဲ့ကောင်တွေလိုအပ်တယ်အခု TLPH ကနောက်ဆုံးတော့ last pick ကိုရွေးချယ်ရတော့မယ်အဲ့တော့လက်ရှိကတော့ကျွန်တော် Sanford ရဲ့ hero တွေเนาะကြည့်ရတော့မယ်နည်းနည်းလေး Alice တွေပါတော့ကြံအောင်မယ်ဗျာเนาะကျွန်တော်ကြည့်ရမယ်ပါတယ်မှာ Alice တို့ဘာလို့မပေးနိုင်နေ Magic Power damage ရတယ် Uranus နဲ့ကောင်းကောင်းကြီး control လုပ်ရတယ်ဆိုတော့ Alice ပဲကျွန်တော် confirm သွားတယ်ဆိုတော့အဲ့ဒီနေကျွန်တော်ဒီ objective 5မှာ high loss နဲ့ Alice ရဲ့ damage တွေအရာတခုကလုံလောက်တယ်ဆိုတဲ့အချိန်ဒီမှာတော့ရှိရဗျာ Alice throw ruin ဘာညာပြန်ပေးတဲ့အပိုင်းလေးတွေမှာအတော်လေးအားကောင်းတဲ့ backline control တခုတော့ကျွန်တော်တို့ပြန်တွေ့ရမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာเนาะလက်ရှိမှာလည်းဒါ Aura Gaming PH ဘက်ကနေကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့သူတို့ပေးခဲ့တဲ့ bounce back tower ဒီ draft အနေထားလေးတွေကောင်းတယ် Uranus နဲ့ Career နဲ့ပြန်တွဲပြီးတော့ဒါ9မိနစ်တိုင်မီမှာ Uranus ရဲ့ combination လာမယ်ဂျင်ဂလာနဲ့ဒါဆန်နေပြန်ထွက်သွားပြီးတော့ကျွန်တော်တို့ Career ရဲ့နောက်ပိုင်း late game နဲ့ပိုင်းချရင်လည်းပြန်ပြီးတော့လွှမ်းမိုးကြမယ်ပေါ့နော် dominance လုပ်ကြမယ်ပေါ့ဒါလေးတွေရော Aura Gaming ဘက်ကနေကျွန်တော်တို့ပြန်သွားခဲ့တဲ့အပိုင်းလေးတွေကတော့ကောင်းတယ်ဗျာ counter index မှာ level လောက်ထိကိုပြန်လိုက်ထားနိုင်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးကိုစတွေ့ရတယ်နောက်ပိုင်း damage ထွက်လာတဲ့အချိန်မှာလည်းအရင်ကြုံလို့မရဘူးဗျာနော်ချောင်းရဲ့ pick off တွေကိုလည်း DLPH ပြန်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် The Riot Cavalry versus the life from the northern နော် northern pole ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒါ Aura lane နဲ့ဆက်လက်ပြီးတော့တွန်းလှန်နိုင်မလားဒါမှမဟုတ်ဒါတော်ဝင်မြင့်တက်ကြီးပဲဖြတ်နှင်းသွားမလားဆိုတဲ့အချက်တစ်ခု Best of One Series မှာကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ NBA Philippines Grand Final ကမချေပွဲတစ်ပွဲကိုတော့ကျွန်တော်ဒီတစ်ခေါက်နော်ကျွန်တော်အင်ဒိုနီးရှားဂျကာတာမှာတော့မချေပွဲအနေနဲ့စတင်ပြီးတော့ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်တကယ်နည်းတော့ draft နေချာရနှစ်သင်းလုံးအနေနဲ့ early game မှာရိုင်းချမယ်လို့မထင်ဘူးနည်းလေးပြန် save တာမျိုးတွေသူတို့ထိန်းသိမ်းပြီး objective fight တွေပြန်တေတာမျိုးတွေတော့ဖော်ဆောင်သွားဖို့ရှိတယ်ဒီနေ့ပွဲစဉ်တွေတစ်လျှောက်လုံးကပွဲစဉ်တွေနည်း14မိနစ်လောက်ထိဆော့ကြတယ်ချို့ပွဲစဉ်တွေဆိုရင်29မိနစ်လောက်ထိရောက်ကြတယ် Battle 1ဆိုပေမဲ့လည်းအသင်းတိုင်းကကျွန်တော် defensive သွားမယ် technique ဘိုင်းတွေအဓိကအဲ့လို strategy ဘိုင်းနဲ့အဲ့လိုသွားမယ် pattern တွေအကုန်လုံးဒီနယ်မြေကြီးစင်မြင့်တက်ကိုရောက်ရှိလာတဲ့အသင်းတွေအကုန်လုံးကပိုင်နိုင်ထားပြီးသားဗျာပွင့်လင်းပြောရင်အဲ့လိုမျိုးအခြေခံတော့တက်မြောက်ရမယ်နော်အချက်100ရှိလားအချက်88ချက်ရှိလားနော်ကျွန်တော်အဲ့အကောင်တော့တက်မြောက်ထားပြီးသားဗျာ
ကျွန်တော်တို့နေ့အထူးသဖြင့်ကျွန်တော်တို့နေ့ guest ပွဲတယ်ဆိုလို့ရှိရင်နိုင်ဝဲလောက်သွားတော့များတယ်ဗျာနော်ရှေ့မှာလည်း2ပွဲလောက်ထိတော့ကျွန်တော်တို့ရှိခဲ့ပြီဆိုတော့ဒီ game duration အစင်လာလေးတစ်ခုကလည်းဒီ Switch Stage ရဲ့ day number 1ပွဲစဉ်တွေမှာနောက်ဆုံးတော့ပွဲစဉ်တွေဆက်ပြီးတော့ကျွန်တော်တို့ဒါအစင်လာဆက်ပြီးတော့ရှိနေမလားဆိုတဲ့အချက်ကလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ် Little 5မှာတော့တစ်ဖက်ကဒီ TLPA channel နဲ့စတင်ပြီးတော့ဥဆောင်ထားခဲ့တဲ့အပန်းလေးတွေကျွန်တော်တို့ဆက်တွေ့ရတယ်ပေါ့နော်အဓိကကတော့ဒီ UL လည်းသူရဲ့ level 4 time လေးကျွန်တော်တို့ပြန်ဆောက်အောင်မှာဖြစ်တယ်လို့ SP lane ကတော့အရင်ကြီးတော့ခုစီဘာမှပြောစရာသိမရှိဘူး Uranus ကလည်းသူကသူအလင်းရောက်ပဲဒါ regeneration ပါကြပြန်သွားမဲ့အပန်းလေးတွေရှိတယ်တစ်ဖက်ကလည်း Alice ရဲ့3 Ruin ပါကြပြန်ရမဲ့ time လေးတွေရှိတယ်ဆိုတော့ဒီတာတမတိုင်ခင်မှာသွားပြီးတော့ဒီကောင်ကောင်ဖြတ်တာမျိုးတွေနည်းနည်းလေး damage ပေးဖို့တွေကတော့အနေငယ်ခက်တဲ့အနေအထားမျိုးပြ OHAP ကတော့အောက်မှာ by one Flicker နဲ့ Doman Kai တောက်လျှောက်လိုက်ပေးနေကြတဲ့ခိုက်တဲ့တစ်ခုမှာ lane match up ပိုင်းမှာတော့ OHAP ဖြစ်နေသေးပဲဗျာနော် record တော့ဆက်ပေးလိုက်ရပြီ record တော့စပေးလိုက်ရတယ်ကျွန်တော်ဆိုတော့ first start တဲ့ fine မှာတော့နည်းနည်းလေးအားနည်းမှုလေးတော့ဖြစ်လာနိုင်တယ်သို့မဟုတ် OHAP နေတဲ့ Trinity နောက်ကျတဲ့ပုံစံမျိုးတွေရှိလာနိုင်တယ်ဒီခုနောက်ပိုင်းတွေကကျွန်တော်နည်းနည်းလေးမှ lane match up တွေမှာအမားတွေခံလို့မရဘူး minion wave တွေတသေးလေးတွေကောင်ကျွန်တော် sage minion ပဲဖြစ်ဖြစ်ကျွန်တော်လွတ်သွားတာနဲ့တီးတာတွေဆိုတဲ့အရာမျိုးတွေမြင်တွေ့ရနိုင်တယ်ဗောနော်ခုလောတဲ့ target fight တစ်ခုမှာ JP ဟန်ထားတယ်တစ်ဖက်ကလည်းကျွန်တော်ဒီ mountain shot ကလေးစီးဖြတ်တိုက်တိုင်းနေပဲဒီတစ်ခေါက် target fight ကတော့ free စီးပြတောက်လျှောက်ပြန်သွားနေရတယ်တိုင်ပါရှင်တိုင်ပါရကွက်တီပဲဒါပေမဲ့ first leg ကတော့ carry ပြရချိန်မှာဒီမခိုက်ပဲတတရာလေးပဲဒီတာတဲကိုတော့ပြင်လဲပြီးတော့ရောက်သွားသေးတယ်မလဆန်ကြီးရင်ရဥပထန်းလေးနဲ့ရင်ရနဲ့ပြန်ပြီးတော့ရရှိထားတဲ့ခိုက်တဲ့တစ်ခုပေါ့တော့ထင်သလောက်ကြီးတော့မလွယ်ဘူးဗျာနော်141လေးတော့ပြန်ပြီးတော့ဖြစ်သွားတယ်ဒါမှလည်းပဲတာတဲကိုတော့ aura gaming သိမ့်မဲ့ထားနိုင်ကြတယ်ဆိုတဲ့ခိုက်တဲ့တစ်ခုပေါ့တော့ goal line match up ကအနေငယ်တာနေခဲ့တဲ့ဒိုမခိုက်ရဲ့ carry အတွက်ပို့ပြီးတော့ power up လုပ်ပေးနိုင်မယ်ဆိုတဲ့အနေအထားမျိုးတော့ဒီကိုတွားကြတယ်ပေါ့နော်ချောင်းနဲ့ EF ရဲ့တွဲလုံးကလည်း jungle rush တဲ့အပိုင်းတွေမှာ JB ကိုပါလိုက်ပြီးတော့ pressure ပေးနိုင်တဲ့အထိကိုမှပြန်ပြီးတော့ရောက်လာတယ်ဗျာအဲ့အတွက်ကြောင့်တော့ Tin Luke PH ရဲ့ Arligan intro ကတော့အရင်မလှပသေးဘူးဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့စပြီးတော့တွေ့ရတယ်Fredrin လိုမျိုးနည်းနည်းလေး old school တော့မဟုတ်အဓိကဒီ utility jungle ပိုင်းတွေပြန်သုံးတဲ့အသင်းတွေကရှေ့မှာလည်း Team Falcons ကအဆင်ပြေခဲ့ရတော့ဆိုတော့ဒီ Fredrin ကလည်းလက်ရှိနောက်ပိုင်း utility ပိုင်းတွေမှာစောင့်ကြည့်ရမယ့်အပိုင်းတော့ပြန်ရောက်လာတယ်ဗျာဒီကသူတို့တန်တေရနေတယ်ထူးထူးမြင် first start တွေရရှိနေတဲ့ဘိုင်းတွေမှာဆိုလို့ရှိရင်သူတို့ zone င်းသွားတဲ့အပိုင်း snowball ပေါ့ဗျာအဓိက snowball strategy သွားတဲ့အပိုင်းတွေမှာ Jewel Jungle ရဲ့တော်တော်လေးကောင်းနေဆိုတဲ့အချိန်ဒီမှာရှိရဗျာကာဒီစီတစ်ခါကြာသွားတဲ့ပုံမူတည်ပြီး TLID TLPH နေနဲ့အပြောင်းလဲတော့လုံးစိတ်ထဲမှာ TLID ကိုဆွဲနေရတော့မပါဘူးဆိုပေမဲ့နော်နည်းနည်းသူကအသင်းနာမည်စင်ရိုးမှရှိတော့မှားတတ်ပါတယ်နော်တချို့သူတွေကြတော့ကျွန်တော်တို့ဘာမှမဆိုင်တဲ့အနေထားလဲသွားသတိရမိတာမျိုးတွေရှိတယ်ဗျာနော်မဆိုင်တဲ့ຢာတွေကိုသွားပြီးသတိရတာတော့မကောင်းဘူးနော်ကိုပဲနာကျင်မှုနဲ့ခံစားတတ်တယ်ဗျာနော်အားနဲ့စတဲ့အသင်းတွေပေါ့ဆိုတော့ဒီတစ်ခါမှာကျွန်တော်တို့ TFPH အနေနဲ့ကတော့ Arligan intro ပိုင်းတွေမှာအနေငယ်လေးလိုက်ကပ်ပေးထားခဲ့တဲ့အပိုင်းလေးရှိတယ် second target fight ဒီမှာတော့ဒီနှစ်သင်းရဲ့အဖြူမဲစပြီးတော့နည်းနည်းလေးတဲကွဲလာမယ်ဆိုတဲ့အရာမျိုးတော့ကျွန်တော်တို့ကြုံတွေ့ရနိုင်တယ် Arligan match ရတော့ OHAP ကတော့ဒါ SD match လုပ်ခဲ့တဲ့အတိုင်းပဲ 20 timing ကတော့သူကတေချာပေါက်စမိတ်နိုင်တဲ့အနေအထားမျိုးလို့ပြောရမယ်တစ်ဖက်ကလည်းမျိုး Swift Crop boost လေးပါလေပြီးတဲ့အချိန်မှာသူကအခုမှဒီ Warrior boost အပြီးသွားလိုက်ပြီးတော့နည်းနည်းလေးစတဲနေစအခြေအနေဗျာနောက်မို့သူ Demoana Golden State ကိုပဲပြန်တယ်မဲ့ပုံစံမျိုးလား Corona site ကိုနောက်မှသွားပြီးတော့ဗျာအပြောင်းလဲတော့ရှိနိုင်တယ်တစ်ဖက်ကတော့အပေါ်မှာတော့ဘာမှတော့ဖြစ်မှာမဟုတ်ဘူးဗျာအတုံးကောင်ကြီးကြီးပဲဆိုတော့လေ minion wave ကိုသူတို့အရင်ဆုံးဘယ်သူကမြန်မြန်ဆန်ဆန်ရှင်းနိုင်လဲချားတော့ lane တွေကိုဘယ်သူကပို့ပြီးပူးပေါင်းနိုင်လဲဆိုတော့အရာအခန်းကဏ္ဍတစ်ခုကဒီ AHB lane နာကောင်ကြားထဲမှာပို့ပြီးအခရာကြတယ်ဒါပေမဲ့ dimension တစ်ပေါင်းနဲ့အမြဲလို့ flan လုံးမဲ့အရာတော့သူတို့အနေနဲ့စဉ်းစားဖို့တော့လိုအပ်တယ်ဗျာဒါပေမဲ့ပို့နေပြောရင်ကြည့်တယ်ကြည့်နေ OHAP အောက်မှာ minion wave တွေတိတ်မလွတ်ဘူးဗျာသိလားအားချက်တစ်ခုကတော့မစိုးဘူးပေါ့နော်နည်းနည်းလေးသူလက်နေမချက်ပိုင်းမှာနေပါမယ်ဆိုရင်တော့ minion wave တွေတောက်လျှောက်ရမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတဲ့နေထားမျိုးလို့တော့ပြောရမှာထင်တယ်တစ်ဖက်မှာလည်းဒါတပိုင်းကိုတော့ Aura PH အနေနဲ့ဆက်လက်ရရှိထားဖို့တော့ကြိုးစားနေကြတဲ့ character တစ်ခုပါအဝက်ရောလိုက်ရောနှစ်ကောင်စလုံး combination ရှိနေကြတဲ့အနေထားဗျအဲ့အတွက်ကြောင့်တော့တာတိုကာတီစီစပေးထားပြီဆိုတဲ့အခြေအနေမျိုးလေးတော့ရှိတယ် SP lane တွေဒီ opposite lane ကိုသွားကမ်းဖို့ကလည်းသူတို့အနေနဲ့ထင်သလောက်ကြီးတော့မလွယ်သေးဘူးဗျာအဓိကတော့ OHAP ရဲ့ cloud 20 time ပြီးတဲ့အချိန်တစ်ခုပဲပြန်ဆောင်မှအနေထားမျိုးလို့ပြောရမယ် Buffway ကိုပါ JP ပြန်ပေးထားရတယ်ပဲဒူမကရဲ့ live ဝီအောက်မှာသူပြန်ပြီးတော့4ပတ်ထားခဲ့ရပါပြီမတိုင်းမဆိုင်ဘူးဆိုတဲ့အရာတစ်ခုပဲသူတို့အနေနဲ့ဆုံးဖြတ်ထားတဲ့ပုံစံပဲဗျအပေါ် lane first matchup တွေမှာဆိုလို့ရှိရင်လာ join မယ်ဆိုရင်တော့ OHAP စီကသူတို့လိုအပ်နေတဲ့ damage တွေမျှော်လင့်ထားတဲ့ damage တွေပေးနိုင်အောင်မှမဟုတ်သေးဘူးဒီအတွက်ကြောင့် minion wave တွေသူတို့ပြန်ဆောင်မယ်နေအောင်တော့ Demoana Golden State နဲ့ stack to be blending Jura ခွဲရဲ့ damage တွေလောက်တော့သူတို့အနေနဲ့ပြန်တောင်းထားနိုင်မှာတော့ရမယ်ဗျ team liquid PH နေတာသိကြတယ်ကျွန်တော်နောက်ထပ်တာတဲ့ fight လောက်မှာပဲသူတို့လာဆိုင်ဖို့များလိမ့်မယ်ဒီအချိန်လေးက minion wave နဲ့ item family တခုပဲတွားပြီး priority ထားထားရပေါ့နော်ရေရပြန်စုတဲ့အပန်းလေးတွေမှလည်းကောင်းတယ်ဆိုတော့ SMG နေနဲ့ပုံမှန်တိုင်းသွားတယ် flank လုပ်တယ်ဆိုတာမျိုးကြီးလည်းကျွန်တော်တို့အရင်ကြီးတော့မတွေ့ရသေးဘူးဗျအရင်လိုမဟုတ်တော့ဘူး diversion ဘာညာပြန်ချတဲ့အချိန်မှာ vision ကကျွန်တော်တို့ဒါသွားတဲ့ departure လုပ်တဲ့နေရာနဲ့သွားပြီးတော့မြင်ရတဲ့အပန်းလေးတွေရှိတယ်အဲ့အတွက်ကြောင့်တော့ဒီလိုမျိုး surprise stat တွေပါရောထင်သလောက်ကြီးစိတ်လွတ်ကိုလို့သွားဖို့အတွက်မဖြစ်နိုင်သေးတဲ့အနေအထားမျိုးတော့ဒီကိုရောက်နေပါတော့အဲ့တော့ Aura Gaming Pack ကတော့လက်ရှိမှာကျွန်တော်တို့
တော်တော်လေးတော့ကျွန်တော်တို့ရဲ့အထင်တွေကနည်းနည်းလေးတော့လွဲချော်နေစေဆိုတဲ့အနေအထားမျိုးလေးတော့ပြောရမှာဒီမိနစ်ပိုင်းခြားဆိုလို့ရှိရင်တော့ပုံမှန်တိုင်း DPH ကလည်းနည်းစပြီးတော့ 1K 2K လောက်ဥဆောင်လိုက်မယ် Aura PH ကနောက်ကနေလိုက်ကစားရမယ်ဆိုတော့ဘယ်လိုပြော expectation မျိုးတော့လူတိုင်းမှာတော့ရှိခဲ့တယ်ဒါမှလည်းပဲဒီပွဲကတော့ကျွန်တော်တို့ရဲ့နောက်ထပ်တော့လွဲချော်စေတဲ့ပွဲတစ်ပွဲများဖြစ်လာမလားဆိုတဲ့အချက်ကလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်သို့တော့ပြောနေနေပဲလက်ရှိမှာတော့ UA Flicker timing လေးတော့စပြီးတော့ပေးထားပြီဒီခုနောက်ပိုင်းပွဲတွေနေကုန်တော့ဒီလိုမျိုး balance ဖြစ်လာတဲ့ခန်းခန္ဓာတစ်ခုတည်းလေသူတို့ရဲ့ format ပေါ့ဗျာကျွန်တော်ဘယ်အချိန်ဘယ်လာမယ်ဆိုတဲ့ pattern တွေအကုန်လုံးမှာအမှားရုံမရှိအသင်းတော်တော်များများတွာလာနိုင်ကြတယ်ဗျာဒီခု M7 တော့တက်လာတဲ့အသင်းတွေအကုန်လုံးနီးပါးလောက်ထိဒီ timing တွေအကုန်လုံးသိကြတယ်10 minute ခွဲ timing တွေမှာဘာလို့မလဲပေါ့နော်ဒီလိုပုံစံမျိုးကိုကျွန်တော်တို့ဒါကွက်တိကြကြအကောင့်တွေပေါ်ထားနိုင်တာမျိုးတွေတွေ့ရတယ်အဓိကကွာခြားမှုဒီ objective fight တွေမှာ spare cast တွေဘယ်လိုမျိုးတိတိကျကျသုံးမယ် aim target တွေကဘယ်လိုမျိုးရှိမလဲဆုံးဖြတ်ချက်တွေကဘယ်သူလက်ဦးမှုအရင်ဆုံးရရှိလေဒီရတဲ့ပုံမူတည်ပြီးတော့ပဲအပြောင်းလဲဖြစ်သွားတာပေါ့ဗျာခုလဲဂျော်ဒီတက်တယ်ပေါ်လာခဲ့ပြီနောက်ဆုံးတက်တဲ့ fight တကူကစဖို့ကြိုးစားတယ်ဗျာ Raw Ruin in the back line မှာ 2 man in Sanford ဘက်ကလည်း energy reaction ထောင်းနေပိုင်းမှာ UN နဲ့ပြန်ချဖို့တော့များတယ်ပြီ Sanford ထပ်ပြီးတော့အဆုံးသတ်ဘက်ကလည်း back line မှာ down shot ဒူမကတ်ပြခွဲနေတဲ့ Rapid အောက်မှာ down shot ကိုပဲ Sanford ထပ်ထိခဲ့မယ် JP 1 for 1 trade ပြန်ချခဲ့တဲ့ချိန်တွေဗျာ Awak ကလည်း down shot ဒူပေါ်လိုက်တိုက်နေခဲ့ damage အမ The Wheel Dragon Wave to Ogap ပြန်ခွဲခဲ့မယ်ဒူမကိုင်း Dabakina တူပဲ1 for 2 trade ချန်နေခဲ့တဲ့ Awak ကောင်ဆက်ပြီးတော့လွတ်မြောက်ဖို့တော့ရှိနေခဲ့ပြီမယ်2 for 2မှာတော့မပြီးသေးဘူးဗျာ Dimension နဲ့ SMG back line ကိုရောက်ရှိလာခဲ့တဲ့အခက်ထဲမှာတော့ TLPH သူတို့ရဲ့ turning point ကိုတော့စတင်ပြီးတော့ရရှိလို့ထားခဲ့ပါပြီ objective เนาะကျွန်တော်တတ်တာတဲ့ objective 5မှာကျွန်တော်တို့ comment ထားခဲ့သလိုပဲ TLPH နဲ့ရောက်အောင်ပဲလာဆိုင်ခဲ့တယ်ဗျာကျွန်တော်ပြီးတော့အချိန်မှာ hero kit တွေပြန်လည် trade ထားတယ် Caldini retreat လေးကကျွန်တော် cool down လည်နေတဲ့အချိန်ဒီမှာတော့အဲ့ဒီနေကျွန်တော် TLPH ဘက်ကတော့ကျွန်တော်ရောက်အောင်ပဲပြန်ယူသွားတယ်ဖွင့်ဖွင့်လေးလေးပြောရင်300 Ruin နဲ့ initiating လုပ်ရတဲ့အပိုင်းတွေ OHAD ဒီ lane matchup ဒီပိုင်းမှာနေပေါင်းလေးစီဒါပေမဲ့ item ထွက်လာတဲ့အပိုင်းတွေ team fight လာ join တဲ့အပိုင်းတွေမှာဆိုရင်တော့ပိုကောင်းနေဆိုတဲ့အရာတွေ damage ပိုပေးနိုင်နေတိတိရောက်ပေးနိုင်နေဆိုတဲ့အရာတွေကိုတော့ကျွန်တော်တို့မြင်တွေ့ရတယ်ဗျာနောက်တော့သိမကွာဘူးကျွန်တော်တို့ဒီ K ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းအတူတူပဲ Target မှာသူတို့လိုချင်တဲ့ဘိုင်းအောင်လည်း TLPH နဲ့ကောင်းကောင်းအကောင့်ထဲပေါ်ထားပေးနိုင်နေဆိုတဲ့အချိန်ဒီမှာတော့ရှိတယ်ဗျာ backline control ပိုင်းဒီမှာ Sanford ရဲ့ Alice တစ်ချိန်လောက်ထိတော့တခါတည်းပဲတစ်စက်တည်းမှာပြန်ပေးနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့ဖြစ်သွားပြီဗျာเนาะလက်ရှိမှာလည်း Flying Claws နဲ့ Sanji ပြန်ကြည့်နေကြတဲ့ခိုင်တဲ့တစ်ခုမှာတော့ပုံမှန်တိုင်းလေးပဲ OHAP ကိုလည်းသူတို့ double လေးစပေးတယ်ဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ် JP ကတော့ Magical Defense အနေငယ် regeneration အတွက်သူဒီနည်းနည်း radiant armor လေးပါလေးပြန်ပေးရတဲ့အနေအထားဗျာဆိုတော့ mid ကိုလည်းရသလိုအလင်းရောင်အနေနဲ့ဝင်ပြီးတော့တွန်းနေတယ်ပေါ့နော်ဆိုတော့ Aura ဘက်ကတော့ရမြသူတို့ရဲ့ objective ပိုင်းတွေရမြ map control ပိုင်းတွေ infographic မှာအကုန်လုံးကိုတော့ရသလိုပဲဒါနည်းနည်းနဲ့သွားခဲ့တယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ရှိတယ် Sanford နဲ့ Cardizzi ရဲ့တွဲလုံးနဲ့အတူပဲ Borderland First Tower ကိုတော့ TLPH စတင်ပြီးတော့တင်ပိတ်ထားလိုက်ပါပြီဒီတိုင်းဆိုရင်တော့ကျွန်တော်တို့နောက်ထပ်ထွက်လာမယ် first law objective 5ကတော့တကယ်ကိုအရေးကြီးသွားပြီလို့ဆိုရမယ်ဗျာ objective 5မှာ KD trading လုပ်မှာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းသူတို့ဒီတိုင်းပဲ objective ပဲလူးကြမှာလားဗျာဒီဟာတခုကိုပဲကျွန်တော်တို့ဒါဆက်လက်ပြီးတော့စောင့်ကြည့်ရမယ်တဖြည်းဖြည်းနဲ့တော့ item တွေထွက်လာတဲ့ပုံမူတည်ပြီးအပြောင်းလဲတော့ရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မြင်ချင်နေခဲ့တဲ့ flanking လေးတွေဗျာအဲ့လိုမျိုး surprise ဆိုတဲ့အရာလေးတွေထပ်ပြီးတော့မြင်တွေ့ရမှာ manipulation ထုတ်နေမယ်ဒီအချိန်တွေမှာမရလိုက်ဘူးဗျာ UA တော့ Cardizzi ဘယ်သူလဲလို့ဝင်ပြီးတော့မေးသွားခဲ့တယ်ဆိုတဲ့အခိုက်အတန့်တစ်ခုကိုတော့ကျွန်တော်တို့ဆက်ပြီးတော့တွေ့လိုက်ရတယ်ပေါ့နော် Aura Gaming PH မင်းမာတီကိုလည်းသွားလို့မရအောင်ဆိုတဲ့ chat တစ်ခုကပို့ပြီးတော့တိတာစေခဲ့တယ်ဗျာ Gloria Pathway လေးထပ်ခင်းထားရတယ်ပဲမင်းအတွက်အရေးပါတဲ့ first tower ကိုတော့ TLPH ကပဲဆက်လက်ပြီးတော့တင်ပိတ်ထားပါသေးတယ်အောက်ကိုတော့သွားပြီမြန်ဆန်လေးပဲအဓိကကျွန်တော် Torrent UR နဲ့ပိုင်းနေ Map Control သွားတဲ့ပိုင်းတွေမှာ TLPH ကအဲ့ Dimension ရှိနေတဲ့အတွက်ကြောင့်ပဲမြန်ဆန်တယ်လို့ပြောရမယ်အောက် lane ကကျွန်တော်ဒီကျိုးသွားနိုင်နေဗျเนาะကျွန်တော်ဒါ domain အနေနဲ့တော့ပြန်ကာထားတယ်ဆိုတဲ့အချိန်တွေတော့တွေ့ရတယ်ကျွန်တော်စောင့်မျှော်နေတဲ့ low fight တခုတော့ကျွန်တော်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်ဒီမှာကနေ Radiant မှာပြီးသွားပြီကျွန်တော် Factoring ရွေးပဲ Tanky ကျွန်တော်ဒီ Jungler တကောင်ထွက်လာတယ် Objective Fight Dancing လောက်ရတဲ့ပိုင်းတွေမှာတကယ်ပို့ပြီးတော့အသာစီးရရှိနိုင်တယ်ကျွန်တော်စောင့်မျှော်နေတဲ့ 20 timing ကလည်း domain ကိုရဲ့အချစ်ဆုံးနေတဲ့တယောက်ကျွန်တော်ဒါအရင်ဆုံးတော့ပြီးလိုက်သူဒီနေ့ပွဲနေမှာ performance ကတော်တော်ကောင်းနေတယ်မှာပါတယ်လုံးဝ save ထားခဲ့တဲ့ပိုင်းတွေကောင်းတယ်နောက်မှလည်း OHAP ကိုတော့ကျွန်တော်တို့တခါပဲ lane match မှာဥဆောင်ထားခဲ့တယ်ဆိုတဲ့အပိုင်းလေးတွေတော့ရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်တော့ TLPH အနေနဲ့ OHAP ကိုစိတ်ရှည်သီးခံစွာနဲ့ပြန်ဆောက်နေရဒါပေမဲ့တခုကောင်းတာ OHAP ရဲ့ cloud က early game မှာဟုတ်ပြီနေသွားတယ်ဒါမှလည်းပဲ hero key လုံးဝတော့ပေးထားခြင်းတော့မရှိသေးဘူးဗျသူရဲ့ဒီitem ထွက်လာမဲ့ time တခုပဲကျွန်တော်တို့ကစိတ်ရှည်ရှည်နဲ့ပြန်ပြီးတော့အချိန်ပေးရမယ့်အနေအထားမျိုးတွေတော့ပြောရမယ်ပေါ့နော် long နဲ့ opposite lane မှာလည်း OHAP တို့ကကျွန်တော်တို့ဒါပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သူတို့ space လေးပါလေးထပ်ပြီးတော့ရှိနေသေးပဲ Uranus သွားပြီးတော့ outwork ကမယ်ဆိုရင်တော့မှဒီ OHAP ကိုအရင်ရော mobility ပိုင်းအနေမှာရှင်ကစားနိုင်မယ့်အနေအထားမျိုးမှာတော့မသိမရှိသေးဘူးဗျာဆိုတော့ diversion နဲ့အတူပဲထိုက်ဝလာဖို့တော့များတယ်နောက်မှလည်းတခါတည်းပဲ OHAP ကိုတော့ပြန်ပို့ထားသေးရဆိုပေမဲ့ Uranus ကြီးပြစ်နေခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့နော် blacklist အသင်းဖော်တွေတွေ့ကြတဲ့အချိန်မှာ OHAP
ပြန်ပြီးတော့ forward ထားခဲ့ရပါပြီ တကယ်တော့လေ Bedroom image လေးနဲ့ရောက်လာမလားပေါ့ဗျာကျွန်တော်တကယ်တော့ Bedroom image နဲ့ရောက်လာမှုပဲသူကိုယ်တိုင်နောက်ကိုပြန် fall လိုက်ရတဲ့အကွက်ပဲကျွန်တော်ပုံမှန်သမမျိုးချက်မြင်နေကြအတိုင်းပဲအောက်ဝလေတွေးမိကောင်းနိုင်တယ်အဲ့တော့ကြောင့်အဖတ်တော့သိမလို့ medium wave ကိုပဲသူရှင်းထားလိုက်တယ်ဗျာအဲ့ဒါတေချာတော့အပေါ်လိမ့်မှာ OHAP ကိုမြင်တွေ့နေရတဲ့ information က Aura Gaming နဲ့တည်ထားတာဆိုတော့ဘယ်လိုဆုံးဖြတ်ချက်ချမလဲတွားကြမလားတွားယူမလား Team Liquid PH ကလည်းဒီအရာတခုကောင်းကောင်းအသုံးချမယ်ထင်တယ်နည်းနည်းလေးလို့ OHAP ကိုအစာကျွေးပြီးတော့သိရမလားဘေးတင်းလေးလှုပ်ပြီးတော့သူတို့အနေနဲ့ဗက်တက်ပြန်ဆိုင်တာမျိုးတွေလုပ်လို့ရတယ်ခုနကတော့ team fight တွေမှာလည်း UA ပြန်ကျသွားတယ်ဒါပေမဲ့အဲ့လို TLPH ကဒီအချိန်မှာအသာသေးရနေတယ်မင်းမရှိရဲ့ first down ကိုရနေရလို့ပဲပြောရမယ်အဓိကလော်လေးပါလေးပြန်ပြီးတော့ push ရတဲ့အပန်းလေးတွေ Jungle set အတွက်သူတို့သွားပြီးတော့ skirmish set အတွက်ပြန်ပြီးတော့လောက်ရတဲ့အပန်းလေးတွေမှာ Aura Gaming PH ကနည်းနည်းလေးတော့နေပါနေရဆိုတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တို့ set တွေ့ရတယ်ပေါ့နော်။ဒီသက်ရှင်ရဲ့ Mount Shot ကလည်းပြန်ပြီးတော့ရှိနေသေးပဲဆိုတော့ Gang Game တွေမှာသွားလို့ဖို့ကလည်း Aura Gaming အရင်ကြီးတော့မလွယ်သေးဘူးဆိုတဲ့ခိုက်တယ်မျိုးဆို UNS Iron Ashley စပြီးတော့ပြီးသွားပြီ။လောကလည်းတူတူကစပြီးတော့ကိုင်းနေကြတယ်ဆိုတဲ့ခိုက်တဲ့တစ်ခုမှာတစ်ဖက်ကလည်း Sunford တောက်လျှောက်လေးပဲ Alice ရဲ့ဒါ Lasty Breaking ပညာလေး Lasty လေးပါလေပြန်သွားနေရဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ်ပေါ့နော်။ OHAP ကတော့ပြန်လာတဲ့အပိုင်းတွေတော့မြန်တယ်လေတစည်းလေးနဲ့ JP ပတ်ဖွေးထပ်ပြီးတော့တိုးပါလာပြီသူရောတော့ကိုလည်း backline တွေမှာအလင်းရောက်နေတဲ့ပြန်ချဖို့တော့များ throw ruin နဲ့ backline မှာတကောင်လည်းပဲ Sunford ဒူမန်ကန် only ပြေးထိန်နေခဲ့တဲ့ damage တွေအမှ one man down နဲ့ဆက်ပြီးတော့ပြီးသွားတယ်ဗျာ Sunford stay live မှာ Eya real war ဒီကြားထဲမှာ demo ကိုက်ပြန်ရခဲ့မယ် JP ထပ်ပြီးတော့အဆုံးသက်တယ်ဗျာ2 man နဲ့ lot ပြန်လဲလေရတယ်ဆိုတဲ့ခိုင်တော့ဒီကမှာ dimension နဲ့အတူပဲ UL တကောင်မှာ OHAP အဆုံးသက်နေပဲကြာရှိနေခဲ့နောက်တစ်ကောင်မှာထပ်ပေးရဖို့တော့များနေတဲ့ Domankai he can survive တောက်လျှောက် 4 man down နေပဲ TLPH ဒီ lot ဆက်ပြီးတော့ရှင်းထားပါဦးမယ် UK ၄កောင် down သွားခဲ့တဲ့အခြေအနေမှာတော့ Aura Gaming PH နေနဲ့သူတို့လူချင်ခဲ့တဲ့အရာတခုက objective ဖြစ်ခဲ့တယ်ဗျာ TLPH ရဲ့လူချင်ခဲ့တဲ့အရာတခုက objective မဟုတ်ဘဲနဲ့ကျွန်တော် kill ဖြစ်ခဲ့တယ်လို့ပဲဆိုရမလား Khaldezi အနေနဲ့ကျွန်တော်ဒီခုနကတော့ဗက်တဲ့ freeze တွေမှာ long focus တွေဆိုတာတက် kill ရဖို့အတွက်ကိုပဲသူလုံးဝစူးစမ်းခဲ့တယ်ခုလဲ L watch ကျွန်တော်နောက်မှာအုပ်လိုက်ကြီး damage ပြန်ပြီးတော့ပေးတာလေစီးဖြတ်တိုက်တိုင်းနဲ့ရင်းရ damage over ပေးတဲ့ damage တွေတကယ်ကိုများပြားနေခဲ့တယ်တွေးတော်လေးကိုင်းသွားနေပဲသူတို့ lock ပေးလိုက်ရတယ်ဆိုပေမဲ့သူတို့ဒီ lock ကိုလည်းကောင်းကောင်းကြီး defensive ဘိုင်းကိုပဲပြတ်သွားရတယ်လက်တစ်ဝက်လောက်မှာပဲပြီးသွားမှာဗျာDimension ပါနေခဲ့တယ်ဆိုတော့ advantage တစ်ခုကိုတော့ TLPH ကောင်းကောင်းကြီးပဲဆက်သုံးချနေစေဆိုတဲ့အနေအထားမျိုးကိုတော့ကျွန်တော်တို့ပြန်တွေ့ရ Warrior Dragon ကပါလာတယ်နောက်တစ်ခါတစ်ဖက်ကလည်းပါလာတယ် Epic Real Warrior အမအော် Khaldezi ထပ်ပြီးတော့ live ကိုအဆုံးသတ်နောက်မှလည်း channel က Domankai ပါထပ်ချဖို့တော့များနေရပြ Auto Rage မှာတောက်လျှောက်ဆိုသလို JP ကောင်းတို့တိုင်းနဲ့ Rush တွေမှာ Throw Ruin Sunford ထပ်ဖမ်းထားခဲ့ပေမဲ့ one man down ဖြစ်နေခဲ့တဲ့ခိုက်တဲ့မှာတော့ Aura Gaming PH ပြန်လည်ပြီးတော့ forward သွားခဲ့ပါပြီ Front liner နှစ်ကောက်ရဲ့တိုးပေးလို့ရှိရင်နောက်မှာပါရင်ရဲ့ damage အဖြစ် OHAP က basic တက်တိုင်ထုနေတဲ့ dan တွေကိုကောင်းကောင်းကြီးကျွန်တော်တို့ Aura Gaming PH နဲ့ခံစားနေရတယ်လို့ပြောရမယ်ဒါပေမဲ့မခံနိုင်သေးဘူးဗျလက်ရှိချိန်အထိ Oh my god Khaldezi က 9.4k နောက်ဝရချစ်စီတော်တော်ကြီးကိုများပြားသွားတယ်။ကျွန်တော်ကောင်ကြားထဲမှာနောက်ဝကွာချမှုဒီ 2.8k ဆိုတဲ့ပမာဏတစ်ခုရှိလာတယ် physical attack item 3ချောင်းပြီး Hunter Strike Endless Battle raw ပြုံမှာ BOD ပြီးဖို့အတွက်ကျွန်တော်တို့1200အလုံးစုံ1100ဒီလောက်ဝင်းနေမယ်လူတော့တာဗျာ BOD ပြီးသွားမှဆိုလို့ရှိရင်တော့ Khaldezi ရဲ့ damage တွေကအတော်လေး power spike များလာမယ်ထပ်ဖြစ်လာမယ်ဆိုတဲ့အနေအထားမျိုးလေးကျွန်တော်တို့တွေ့ရမယ်နောက်မှလည်း dimension လေးနဲ့ပဲနောက်တစ်ချိန်ထပ်သွားဖို့ကြိုးစားနေကြတဲ့အပိုင်းလေးတော့ရှိတယ်ပေါ့နော်ဒီ light က pick off light ဖမ်းတဲ့အပိုင်းလေးတွေကောင်းတယ် The Warrior Dragon လည်းကောင်းကောင်းကြီးသွားပြီးတော့မိတယ်ဗျာဒါမှလည်းပဲ fight man အပြည့်သွားပြီးတော့ရှိနေကြတယ်ဆိုတဲ့ character တစ်ခုမှာသူကိုယ်တိုင်ပဲပြန်ကြတယ်ဆိုတဲ့အနေအထားကိုတော့ကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော် Jungle resource တွေအားလုံးပေါ့ Aura Gaming PH မရရအောင်ပဲပြန်ယူထားဖို့တော့ကြိုးစားနေသေးရဆိုပေမဲ့ထင်တယ်လို့ကြီးတော့ဒီမိနစ်ပိုင်းချက်မှာတော့အရင်ကမလွယ်တော့ဘူးဗျဒူမကိုက်ဘယ်လောက်ထိပြပေးနိုင်တယ်လဲဒူမကိုက်ဘယ်လောက်ထိ survive ဖြစ်နိုင်တယ်လဲလွတ်မြောက်နိုင်တယ်လဲဆိုတဲ့အရာကတော့ Aura Gaming PH ရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးသွားမယ့်အရာမျိုးစပြီးတော့ဖြစ်လာတယ် EFG Real War တွေလည်းပဲ Battlefield Control ဘိုင်းတွေမှာအရင်ကမလွယ်သေးဘူးဗျ Sunford က Throw Ruin နဲ့တောက်လျှောက်ရောက်လာခဲ့တဲ့အခြေအနေလို့ပြောရမှာဟုတ်တယ်ကျွန်တော်ဒီအရှိမလေး initiating ကောင်းကောင်းကြီးလုပ်ပေးထားတယ်အခုလဲ split လုပ်နေ Bedroom image နဲ့ information ပြပြပြီးတော့ဒါလည်းတစ်ခါလေကြာရင်ကျွန်တော် baiting ထဲမှာလည်းကျွန်တော်ပါသွားနိုင်တယ် win on တွေကြာပြီးသွားပြီပုံဝင်လေးပြောရင်ဒီ Battlefield တွေမှာ Demo Kai အနေနဲ့အရှိမမာပေးအောင်မှာ damage ပိုင်းဆိုင်ရာကို damage taken လုပ်ပေးဖို့အတွက်တော့လုံလောက်မယ်လို့မထင်ဘူးခုနကတော့ကျွန်တော်ပြောလို့ Khaldezi မှာ4ချောင်းလောက်တော့ပြီးသွားလိမ့်မယ်ပြီးတော့ OHAP ကလည်းအပီတိုင်ထုနေမဲ့ advantage ရှိရဗျာပြီးတော့ကျွန်တော်ဒီပွဲလေးမှာကျွန်တော်မြင်တွေ့ရတဲ့ကိစ္စ JB ရဲ့ high loss playing ဆိုင်ရာအသင်းနဲ့တော်တော်ကြီးကိုကျွန်တော်ဒါသူတော်တော်ကြီး training လုပ်ထားတဲ့အရာမျိုးတွေမြင်တွေ့ရတယ်ဗောနော်ပုံမှန်အခြားသော pick off hero တွေနဲ့ဆိုလို့ရှိရင် playing ဆိုင်တစ်မျိုးမြင်တွေ့ရတယ်ဒါပေမဲ့ဒီခု high loss နဲ့ထုတ်ခဲ့ရတဲ့ပုံစံတွေမှာ Team Liquid PH သွားခဲ့ရတဲ့ຢာကြီးဒီစီရဲသွားတယ်သူတို့ရဲ့ mobility နဲ့ healing တခုကိုအသာလေးရရှိတဲ့အချိန်ဒီမှာ front မှာဒီ front line မှာတိုးရတဲ့အပိုင်းကလည်းကျွန်တော်ဒီအရှိမ2ယောက်3ယောက်လောက်ထိရှိပြီးတော့အထူးသဖြင့် OHAP Sandy Khaldezi freely ပြစ်ခွင့်ပေးဖို့ပို့ပြီးတော့သူတို့အနေနဲ့ view site ထားတယ်သတိပြုပြီးတော့ထားတဲ့အရာတွေကိုကျွန်တော်မြင်တွေ့ရတယ်ဗျာ
L1 နောက်ထပ်ပြီးတော့သူအနေနဲ့ map control လေးပါလေပြန်ပေးထားခြင်းတည်းရဆိုပေမဲ့ရန်ကြီးလွယ်ကူရအနေထားမျိုးမှာတော့သိမရှိသေးဘူးတစ်ဖက်ကလည်း OH အနေနဲ့ပေါ်လမ်းမှာတော့သူရဲ့ဒီ Bedamra image နောက်ကပါလာခဲ့တဲ့ diversion နဲ့အတူပဲပြောင်းလာဖို့တော့ရှိနေကြတယ်ဆိုတဲ့အနေထားမျိုးလေးတွေတော့ဆက်တွေ့လိုက်ရတယ်လောက်လည်းပြီးတော့မှဆိုတဲ့ခိုင်တာတကူတစ်ဖက်ကလည်း UL EFR Real လေးပြန်တင်နေကြတဲ့ချိန်မျိုးတစ်ဖက်ကလည်းပါလာပြီး Motion က Lidzi နဲ့ပြန်ပြီးတော့ကြည့် backline မှာ Pathway နောက်က Sanford တော့လွဲသွားပြီ backline မှာသွားပြီးတော့ညှိနေတယ်အဝတ်တကောင်တန်တောင်းခဲ့တဲ့ damage တော့တစ်ဖက်ကလည်း EFR Real ပါလာခဲ့မယ် KTC လောက်ထရရခဲ့တဲ့ခိုင်တာတကူ wave ဒီအောက်မှာ over ထခွဲတာဒူမကိုက်ပြန်လွတ်ခဲ့မယ် double K ပိုင် KTC နဲ့အတူပဲဒီမကိုက်ပါထပ်ပြီးတော့ကျသွားခဲ့ပါပြီ retreat လေးကတော့ကျွန်တော်ဒီမိုကိုင်းအနေနဲ့နိုင်ငယ်လေးစောဝိုင်းနေပဲကျွန်တော်ဒီတစ်ခေါက် Kaldizi ရဲ့လက်ထဲကိုပဲပြန်ပေးလိုက်ရတယ်ဗျာ Diversion နဲ့ဆင်းလာအောင်မှာဘက်လိုင်းမှာအိုးလိုက်ကြီး3ယောက်ကြီးကွက်တီပဲလိုက်ဘလို့မှတော့မရဘူး Flicker ပြန်ရှောင်းပြီးဘေးထဲမှာသွေးပြန်ဖြည့်ထားရတယ်ဗျာ Tarrant တလိန် Mega တို့ပြန်လဲရောက်သွားနေပဲလောမတိုင်ရင်ကာလာမှာတွေ Mega တလိန်ရောက်သွားဒီပွဲကတော်တော်လေးကျွန်တော်ထင်ထားတယ်ပူပြတ်တယ်ဆိုတဲ့အရာမျိုးတွေမြင်တွေ့နေရတာဗျာ ရှေ့ရသွားခဲ့တဲ့ Arligan intro ပိုင်းနဲ့ making time အထိဒါ Aura Gaming ရဲ့တုတ်ပြန်ပုံကအတော်လေးအားကောင်းတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ဒါမှလည်းပဲကျွန်တော်လည်းကြည့်နေ Aura Gaming PH လည်းကစားနေနေပဲ TPH ရဲ့ဥဆောင်မှုအောက်ကိုရောက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေအများကြီးတွေ့ရတယ်ပေါ့နော်နောက်ပိုင်း Arligan match မှာနေပါသေးအောင်ထင်ခဲ့ရတဲ့ OHAP ဒီလည်းတကယ်ပဲ Trinity Time နဲ့ပြီးမှာတော့ Power Spike ဖြစ်လာတယ်ဒီနေ့ match ပိုင်းအနေမှာလည်း Aura Gaming PH ကဘလို့မှပြန်ပြီးတော့တိုးလို့မရသေးဘူးဆိုတဲ့အနေအထားမျိုးကိုကျွန်တော်တို့ပြန်တွေ့လိုက်ရတယ်ပေါ့နော် Glorious Buffalo လေးထပ်ပေးထားတယ်ပဲဒီလို advantage ရိုက်ချက်တွေအောက်မှာတော့နောက်ထပ် Mega Leo ပါ TLPH ဆက်လက်ပြီးတော့တိမ့်ပိတ်ထားပါသေးတယ် လူချင်းရဲ့ကျွန်တော်သွားတဲ့ spell cast တွေနေရောကျွန်တော်ဒါလမ်းလျှောက်ခဲ့တဲ့ join စီရွှေ့တဲ့အရာတွေကအစ TLPH တွေနဲ့ဘလို့မှအမားရောမရှိဘူးတကယ်ကိုကျွန်တော်9အောင်လုံးစိတ်တူကူတူနဲ့သွားခဲ့ရတဲ့အချိန်ကျွန်တော် ring planet တူရဲခုံကိုကွက်တီပဲဗျာ OHAP ကိုတော့ပြက်ကတ်တိုင်းမှာ forward damage ပေါမလာဘူး light တယောက်တည်းတစ်ဖက်မှာလည်း manipulation ဖြစ်ပြီးတော့ gain လိုက်တဲ့ immortality right time light နေနဲ့ပြန်ရှိတိုင်းမှာမရလိုက်ဘူးဗျာ double KD ကိုပါကာရီစီဖိုင်ဆိုင်တိုင်းနေပဲနောက်ထပ် morning shot ကပြန်ခေါ် immortality right time ထပ်ဝယ်တိုင်းနေပဲ crystal throw တော့ team liquid PH နေနဲ့ရိုက်ချိုးသွားရင်တော့မှာတော့ best of 1 series ကိုတော့အနိုင်ရရှိလို့သွားခဲ့ပြီပဲဖြစ်ပါတယ် ဒီနေ့ရဲ့ပွဲစဉ်တွေမှာဖိလစ်ပိုင်နှစ်သင်းတွေ့ခဲ့တဲ့ပွဲစဉ်မှာရောရှီယာကစားခဲ့တဲ့မလေးရှားနှစ်သင်းတွေ့ခဲ့တဲ့ပွဲစဉ်မှာရောတကယ်ပဲပြတ်သားခဲ့ရဆိုတဲ့နိုင်ပွဲတစ်ခုတွေကိုတော့ကျွန်တော်တို့ချန်ပီယံသင်းတွေကကိုစီပဲရရှိသွားတယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့လိုက်ရတယ်ပေါ့နော်သူတို့အနေနဲ့ဒါ SP Lane match ပိုင်းဒီဖြတ်တဲ့ပိုင်းတွေမှာအားကောင်းတယ်လပူတို့အားလုံးတို့ဒါယူရှောင်းတို့ဘန်လာလိုက်ပြီးတော့ Uranus နဲ့ပေးပြီးတော့ဒီ Alice နောက်ကပါလာခဲ့လွိုင်းတွဲလုံးနေတဲ့ TPH ကတကယ် mobility မြင်မာတယ် backline control အားကောင်းတယ်ဆိုတော့setup မျိုးနဲ့ပဲဒါ Aura PH ကိုအလဲထိုးခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော်အားလေးသူမေဂိမ်းမှာ Aura PH ရဲ့အပျော်လေးတွေကရှိခဲ့ဆိုပေမဲ့အဲ့ဒီအပျော်ဟာခဏပဲခံခဲ့တယ်ဆိုတဲ့အနေအထားမျိုးတော့ဒီကိုကျွန်တော်တို့သွားတွေ့ရတယ်ပေါ့နော် TPH AC လေးပဲသူတို့ရဲ့ M7 World Championship ပြိုင်ပွဲကိုတော့နိုင်ပွဲနဲ့ပဲစတင်ဖွင့်လိုက်